မြန်မာပြန်ဆင်းနေရဆိုတော့လေဒါလေးချက်ခင်ဝင်ပြီပေါ့နော်ချက်ခင်ဝင်ပြီလေဒါအခုတည်းကတော့ဂျပန်မှာပဲရှိသေးတယ်ပေါ့နော်ဒီနေ့ဂျပန်ချိန်မနက်9:05မိနစ်ထွက်မယ်ပေါ့လေဂျပန်ကနေဒီမှာတော့အာနာအေန်ရှိမယ်ဒါကျွန်တော်တို့ကိုရီးယားလိုင်းနဲ့ပြန်တယ်ပေါ့နော်ဒီတစ်ခါဒီနေ့ကျွန်တော်ဂျပန်ကနေမြန်မာပြန်တယ်ပေါ့နော်မြန်မာပြန်လာမှာပုံမှန်ဆိုလို့ရှိရင်တော့ AC ပဲပုံမှန်ဆိုတော့ရှိရင်တော့ AC ပဲဗျကျွန်တော်ဒီတစ်လ2ခေါက်လောက်ကအများနဲ့ပြန်နေကြဆိုတော့လေအလုပ်ကိစ္စနဲ့ပြန်နေကြဒီလေကြောင်းလိုင်းကြီးကတော့ကျွန်တော်ကတော့ပတ်စီးတယ်သူအဆင်ပြေမဲ့ဒီ line ဖြစ်ဖြစ်ပတ်စီးတယ်တစ်ခါကျရင်မလေးရှားလည်းစီးတယ်ချိုင်းနာဆောက်တန်လည်းစီးတယ်ဒီခုကတော့ကိုရီးယားပေါ့နော် KE လည်းစီးတယ်လို့ရှိရင်စင်ကာပူ airline နဲ့စီးတယ်ဒီနေ့ကတော့ KE စီးတယ်ပေါ့လေကျွန်တော်ဒီနေ့9ရက်နေ့ပြန်မဲ့ဟာမှာဒီကြောင်း line ကြီးကလည်းဈေးတွေကလည်းသကုံတက်နေရတယ်ဆိုတော့ KE စီးတာဘာဖြစ်လဲဆိုတော့ပြဿနာသူကဒီကြောင်း line ကကိုရီးယား line ကတရားဝင်ပေးထားတာဒီပတ်စင်ဂျာကြောက်တဲ့အိတ်ပေါ့နော်ဒါပေမဲ့အိတ်ပို့ဝယ်ခွင့်ရှိတယ်ဗျကျွန်တော်တို့ website ကနေဝယ်ထားတာ3လုံးဝယ်ထားတယ်အဲ့တို့ပေးတဲ့အိတ်ကကျွန်တော်မှာပါတာထောက်ပို့ဝယ်ထားတာ3အိတ်ကဆို4အိတ်4အိတ်ကကျွန်တော်နောက်ထပ်3အိတ်တောင်ထပ်ပို့ဝယ်ဖို့ဆိုပြီးတော့စုပေါင်းလင်းချက်ကင်သွားဖို့တော့9အိတ်နဲ့ဝင်တယ်ဟိုမှာဘာထားဖြစ်လဲကျွန်တော်မနက်9နာရီရက်ရောက်နေတာမှာဘာထားဖြစ်လဲဆိုတော့ဝယ်ထားတဲ့အိတ်တွေကိုပေါ့နော်ပေးမတည်ဘူးတဲ့ဒီစီပြဿနာကြောင့်လည်းရန်ကုန်မှာကသူတို့ဒီကိုရီးယားနေဒီလာမဲ့လေရင်စီမပေးဘူးစီမပေးတော့သူတို့ကကိုရီးယားကိုပြန်ပါလိပြီးရင်အဲ့ရနေရန်ကုန်ကနေလူပြန်တင်ပြီးတော့သူကကိုရီးယားကိုပြန်ပါအဲ့တော့ကြောင့်သူစီပြဿနာကြောင့်ပေါ့နော်weight တွေ short ကျင်လို့ပေါ့လေအဲ့ဒီမပေးဘူးတဲ့ဟောအဲ့လိုဆိုတော့မင်းတို့အဲ့ဆိုဘာလို့ရောင်းထားတော့ပေါ့နော်ဘာလို့ရောင်းထားတာတော့ရောင်းထားတဲ့အချိန်မှာဒီ note တွေပါတွေလည်းမပြောထားဘူးဆိုတော့အဲ့နဲ့တနားကြီးလောက်ကြာတယ်တော်တော်အခြေတယ်သူတို့ကလုံးဝမရဘူးဟုတ်ပြီမရဘူးဆိုတော့ငါမစီးနိုင်ဘူးအိတ်တွေမပါဘဲနဲ့တော့ငါမစီးနိုင်ဘူးဘာကြောင့်လဲဆိုတော့ဒီအိတ်တွေကိုကျွန်တော်ပြန်ပို့ဖို့ကလည်းအိမ်မှာလည်းဘလူးမိုင်လက်ခံမဲ့မရှိဘူးလေအဲ့လိုဆိုတော့မစီးနိုင်ဘူးပေါ့နော်မစီးနိုင်ဘူးဆိုလို့ရှိရင်မင်းတို့ပတ်စံအပြည့်ပြန်ပေးမှလားဆိုတော့လေအဲ့ဒါကြတော့မပေးဘူးဒီ cancel လုပ်တဲ့သူကကိုရှင်2000ဖြတ်မယ်ပေါ့နော်ဟာအဲ့ဒါဆိုရင်တော့7ပြူကွာလဲဒီ2000လဲအဆုံးမခံနိုင်ဘူးဒီနောက်ဆုံးချိန်ထိဘိုးရင်က8:35ဆိုရင်ပိုခေါ်နေပြီကျွန်တော်အဲ့9နာရီတည်းကအမှခြေတင်လုံးနေသူတို့ကလည်းမရဘူးကိုကလည်းအပြည့်ပြန်ပေးရင်ပေးမပေးရင်ဒီအိတ်တွေအကုန်လုံးတည်ခိုင်းအဲ့လိုနဲ့အမှ8:05မိနစ်လောက်လဲကြာအောင်သူတို့ဘလို့ဖုန်းဆက်လိုက်လည်းမသိဘူးအထက်ကိုသွားသူကသူရုံးခန်းနဲ့သွားပြီးတော့အထက်ကိုသွားပြီးတော့ပြောနေတာလားမသိဘူးဟုတ်ပြီးအဲ့ဆိုရင်ပေါ့နော်ဒီကျွန်တော်ကအပိုတစ်လုံးထပ်ယူသွားတယ်လေ9လုံးပေါ့နော်ဒီလေသေးရောက်မှတစ်လုံးသာထပ်ဝယ်မယ်အဲ့ဒါကိုတော့တဲ့မရဘူးတဲ့မင်းဝယ်ထားတဲ့3အိတ်က free ရတဲ့အိတ်ကတော့သူတို့ဒီတစ်ခေါက်တော့ chance ပေးမယ်ပေါ့နော်အဲ့ဆိုတော့ကျေးဇူးတင်လို့ဆိုပြီးတော့တော်ကတိုင်းရိုင်းနေဖြစ်တာလေရင်ကလည်းဘိုးရင်ကခေါ်နေပြီကျွန်တော်မှအမအဲ့ကြံခဲ့တဲ့အိတ်တဲ့အိတ်ကိုလည်းကျွန်တော်ဒီနာဂါဆာကီကညီမလေးတယောက်စီကိုပြန်ပို့ရတယ်အိမ်မှာလက်ခံမဲ့လူမရှိဘူးလေအိုဆာကာမှာကျွန်တော်အဲ့လိုမျိုးဆိုတော့မတော်တိုင်ပါအဲ့ရနေလိန်ချင်းမှီအောင်မနေပြီကိုတယောက်ပဲကြံတော့တယ်နောက်ဆုံးကိုလည်းတက်ပြီးလိန်တကားလည်းအပိတ်ပေါ့နော်တော်ဆိုးတခါမှလည်းမကြုံဘူးကျွန်တော်အိတ်ပူတွေဝယ်ဒါစီသူတို့လည်းဒါတော့မပြောပြစ်တော့မပြောပါဘူးစီပြဿနာကြောင့်ရန်ကုန်ကစီမပေးတာဒီ international ကစိုက်လာတဲ့လေရင်တွေအကုန်လုံးစီမပေးဘူးအဲ့လိုဆိုတော့အိတ်ပူတွေဝယ်လို့မရနိုင်ဘူးတော်အလုပ်လုပ်ကြတာလေတော်လေးဖြစ်နေအဆင်မပြေဘူးအားကြောင့်မလို့လေနည်းအတန်မောတန်ပါနေအဲ့လိုဖြစ်နေရဗျာအခုမှကျွန်တော်ဒါကိုရီးယားရောက်ပြီးတော့ဒီမှာဒီခုမှတနာရီဆိုတော့နောက်ထပ်2နာရီခွဲလောက်ထပ်ဆောင်လေမောတက်ဖို့2နာရီခွဲလောက်ထပ်ဆောင်ဒီလိုချင်းတော့ညရန်ကုန်မြန်မာချင်း7နာရီလောက်ဆိုရင်တော့မြန်မာရောက်ပြီပေါ့နော်မြန်မာရောက်ပြီနောက်နေ့မှပဲကျွန်တော်ဘောလုံးပွဲကြောင်းလေးတွေဆက်ပြီးတော့တင်ပေးပါမယ်နော်ဒီနေ့ကတော့ကျွန်တော်ဒီဝန်တော့ဝေဖြစ်နေတယ်ဖြစ်နေတာပြောနေလေစိတ်ကလေးတော်ဆင်မပြေသွားမနက်ကဆိုရှင်လိန်မော်ကြီးလည်းမတော့ကကျွန်တော်ရန်ဒီအိမ်သာလည်းဝင်ချိန်လည်းမရှိဘူးရေတောက်ချိန်လည်းမရှိဘူးဘာမှလှုပ်ချိန်မရှိဘူးလိန်မော်တော့လည်းချွေးတန်တစ်လုံးလုံးနဲ့
လေမော်မာလေးကိုကြော်တော့ဟိုပတ်ကိုမော်နော်ဟောဟဲဆိုင်ဟောဆိုင်အဲ့လေမော်ပြီးသူတို့ကြွေတဲ့ဟာလေးစားပြီးတော့ပဲအဲ့လိုပြီးသွားဖြစ်တာအဲ့လေးပါကျွန်တော်မနက်ကဒီကတိုင်ကိုင်းဖြစ်သွားတယ်ဆိုတာလေးလိုက်ရှင်းပြတာအဲ့ဒါလေးအဲ့လိုဖြစ်သွားတာဒါတော့ကြုံတော့ကြုံခဲ့ပေါ့နော်ဒီစီပဒနာလေးကြောင့်ဆိုတော့ဒါလူမှလည်းပြစ်တင်လို့လည်းမရပြအောင်ပေါ့နော်အဲ့လိုဆိုတော့မတက်နိုင်ဘူးဒီလိုပဲကြည်ချက်ဖြည့်ရှင်းရတာလို့ခါကြရင်ခီးသွားတယ်ဆိုတာလည်းရိုင်းရွယ်နေရတော့မဟုတ်ဘူးချေချောချူချူကိုလိုရာခီးကိုရောက်မှပဲအဆင်ပြေတာမရောက်မချင်းကျွန်တော်စိတ်ပူတဲ့လူဆိုတော့ပို့ဆိုးတယ်အဲ့ကျွန်တော်နောက်ဗီဒီယိုတွေကြမှာပဲတွေ့ကြမယ်နော်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ် and passengers in Hello everyone, thank you for watching Chipmean Football Channel. If you enjoy our content, please don't forget to subscribe to the channel and turn on notifications for more football updates. Thank you.